ဤမြေပန်သူသီလာတုလဲတတ်တေအမှုတည်စေသောယနေ့ယခုပြုပြုသမျှကုသိုလ်ဒါနနှင့်ပြုခဲ့ဘူးသောကုသိုလ်ဒါနအဆုစုတို့ကိုတကိုးကြီးမြတ်သောတရားမင်းကြီးနှင့်တကွအကျွန်ုပ်တို့နှင့်ပဋ္ဌာန်းဆက်ရှိသောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းအကျွန်ုပ်တို့၏အမျှဝေဒံကိုတာရုခေါ်လိုသောပုဂ္ဂိုလ်အပေါင်းတို့အား၎င်း112ပါးသောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းဘုံမိယတိုက်အုပ်တိုက်ချုပ်တိုက်နှန်းရှင်အပေါင်းတို့နှင့်ဝိနည်းဒုက္ခိတဒုက္ခိတအပေါင်းတို့အား၎င်းရေမြင့်တနင်းပြည့်ရှင်မင်းနတ်တို့တနင်းတရားမင်းငရဲတနင်းမြမမင်းပါမကြံဝတုံဒရီညီဆောင်နတ်မင်းကြီးတက်တည်ဒီကဆွေတော်8000မျိုးတော်ပေါင်းတို့အားလုံးကောင်းမှုကုသိုလ်အမြအမြယူတော်